လူပြည်နဲ့နတ်ပြည်ဆိုတာကဆက်သွယ်ပြီးတော့နေတာမြန်မာလူမျိုးတွေရဲ့ဓလေ့ထုံးတမ်းစင်လာအရယခုကာလဟာအလုံးသိကြတဲ့အတိုင်း1365ခုနှစ်ဟောင်းကုံဆုံးကန်ဒီ1366ခုနှစ်သစ်အခါသမယသို့ကျောင်းတော်မြင့်ဆဲဆဲတကြံကာလအခါသမယဖြစ်တယ်တကြံဆိုတဲ့စကားလုံးကဗမာစကားမဟုတ်ပါဘူးပါဠိဘာသာနဲ့ဆက်နွယ်နေတဲ့ Sanskrit လို့ခေါ်တဲ့တက္ကတဘာသာအိန္ဒိယနိုင်ငံမှာထွန်းကားတဲ့ဘာသာစကားတစ်ခုပေါ့အဲဒီဘာသာစကားကသင်္ကရန္တသို့မဟုတ်တံကမန္တပြောင်းရွှေ့ခြင်းဆိုတဲ့ကုပြောင်းခြင်းဆိုတဲ့အဓိပ္ပာယ်ရတဲ့စကားလုံးကနေပြီးတော့မြန်မာတွေကတင်းကြံလို့ခေါ်ကြတာပါတင်းကြံဆိုတဲ့အဓိပ္ပာယ်ကဘာလဲလို့ဒီစကားလုံးရဲ့အဓိပ္ပာယ်မူရင်းအဓိပ္ပာယ်ကတော့တင်းကြံဆိုတာနှစ်ဟောင်းကနေပြီးတော့နှစ်သစ်ကိုကူးပြောင်းတဲ့အခါသမယလို့ဒီလိုမှတ်ပါနော်နှစ်ဟောင်းကုန်ဆုံးပြီးတော့နှစ်သစ်ကိုကူးပြောင်းတဲ့အချိန်ပိုင်းမြန်မာလူကြတော့နှစ်စဉ်လဟာပြောင်းနေတော့လည်းပဲကမ္ဘာပြက်ကလေးအရာမှာတော့နှစ်စဉ်ဒီဧပြီလ23ရက်နေ့ဟာတကြံအကြနေ့ဖြစ်ပြီးတော့14ရက်ဟုတ်လားအကြနေ့ဒီနေ့တော့15ရက်နေ့အကြနေ့16ရက်နေ့ကျတော့အတက်18ရက်ကျတော့နှစ်ဆန်းတစ်တင်းကြံသာထုတ်တည်ဖြစ်စေမထုတ်တည်ဖြစ်စေတရားချက်ခင်သူတော်စင်ပြိဿတ်တို့မှတ်ထားဖို့ရာကဧပြီလ18ရက်ဆိုဘယ်တော့ပဲဖြစ်ဖြစ်မြန်မာနှစ်ဆန်းတစ်ရက်လို့မှတ်ထားလိုက်ရင်ပြီးပါတယ်နော်ဧပြီလ18ရက်ဒီမြန်မာနှစ်ဆန်းတစ်ရက်လို့ရံပါယံခါအကျ2ရက်ရှိတယ်ရံပါယံခါအကျ1ရက်ရှိတယ်အဲတော့ဒီနေ့မှာတော့တင်းကြံအကျဒါကတော့လောကီကိစ္စတွေပါဒီရင်စာတွေတွက်ချက်ပြီးတော့သတ်မှတ်ထားတဲ့အတိုင်းဒီတင်းကြံနေကိစ္စတွေကိုဆောင်ရွက်ကြတာဒါလောကီကိစ္စတွေလို့အဲ့တော့လောကုတ္တရာကိစ္စအနေနဲ့ကတော့တရားချက်ခင်သူတော်စင်ပြိဿတ်တို့1365ခုနှစ်ချီကုံဆုံးပြီးတော့1366ခုနှစ်ရောက်တော့မယ်လို့ဆိုတဲ့အခါမှာကိုပြန်ပြီးစမ်းသစ်ဖို့လိုတာပေါ့တစ်နှစ်လုံးတို့1365ခုနှစ်တစ်နှစ်လုံးဟာတို့ဘာတွေလုပ်ခဲ့သလဲတရားဓမ္မနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ကုသိုလ်နဲ့အကုသိုလ်တို့ဘာတွေကပိုများသလဲဆိုတာကိုစမ်းစစ်ကြည့်ထိုက်တယ်လောကီစီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်တွေဟာမိမိရဲ့စီးပွားငွေကြေးအဝင်အထွက်ကုန်ကျစရိတ်တိုးတက်မှုဆိုးရုံမှုဆိုတာတွေကိုတွက်ချက်ပြီးတော့ကြည့်တဲ့အခါမှာသိရတယ်လို့ပဲကိုယ့်ရဲ့ဓမ္မအရည်အချင်းတွေနဲ့ပတ်သက်ပြီးတော့လူတိုင်းဟာသိတဲ့အချက်65ခုနှစ်မှာတို့ကုသိုလ်တွေကပိုများခဲ့သလားသို့မဟုတ်အကုသိုလ်တွေနဲ့ပဲအချိန်ကုန်ခဲ့သလားဆိုတာလေးကိုပြန်ပြီးတော့နှလုံးသွင်းဆင်ခြင်မှုပြုပြီးတဲ့အခါမှာမကြာခင်ရောက်ရှိလာတော့မဲ့1366ခုနှစ်နှစ်ဦးကိုကုသိုလ်ကောင်းမှုနဲ့ကြိုကြလောကမှာကြိုကြတာတော့အမျိုးမျိုးပေါ့နော်ကြံရည်နဲ့တန်းစင်ပြီးတော့လူငယ်တွေရဲ့သဘာဝကတော့ပျော်ကြပါကြပေါ့လူငယ်တိုင်းတော့မဟုတ်ဘူးဒီတရားဝဲထဲမှာလည်းလူငယ်တွေတော်တော်များများပါနော်ဓမ္မရတိလို့ခေါ်တဲ့တရားနဲ့ပျော်မွေ့တရားနဲ့ပျော်မွေ့တဲ့ပျော်မွေ့မှုဟာတော့အကောင်းဆုံးပဲအငြိမ်းချမ်းဆုံးပဲအခြားကိစ္စတွေနဲ့ပျော်လို့ရှိရင်ကတော့ဆင်းရဲဒုက္ခတွေကရှင်တွဲပြီးတော့လာတတ်တယ်ဒါအားလုံးသိပါအခြားကိစ္စတွေနဲ့ပြောမယ်ဆိုလို့ရှိရင်နောက်ဆုံးမှာကြံရည်ပဲကစားပြီးပြောတဲ့
သားသမီးများအတွက်အိမ်ကရှိတဲ့မိဘအတောင်စိတ်မချဖြစ်ရတယ်သွားတဲ့ပုဂ္ဂိုလ်တွေကလည်းပဲမတော်တဆထိခိုက်မှုမှာဖြစ်မလားလို့မိဘများကစိုးရိမ်တော့ကရှိကြပြောတဲ့ပါတဲ့ပုဂ္ဂိုလ်တွေကလည်းပဲထာဝရပြောနေရတာမဟုတ်ဘူးအကြောင်းမသိရင်ခွင့်မသာတဲ့အခါမှာစိတ်ဆိုးကြရန်ဖြစ်ချဆိုတာမျိုးလေးတွေလည်းရှိတတ်သေးတယ်တရားပွဲလာပြီးတော့တရားနာတာကြတော့မိဘတွေကလည်းစိတ်ကအေးလို့တရားပွဲမှာတရားနာအသိဉာဏ်တွေကလည်းတိုးငြိမ်ငြိမ်စိတ်စိတ်အေးအေးချမ်းချမ်းနဲ့ရန်ဖြစ်မှလည်းမပူရဘူးနော်မတော်တဆထိခိုက်မှဆိုရဲ accident ဆိုတာမျိုးလည်းမပူရဘူးအေးချမ်းချမ်းနဲ့တရားဓမ္မနာယူရတယ်အခုပိဿုပန်ဘဝတည်းမှာပဲဓမ္မနဲ့ပတ်သက်တဲ့ချမ်းသာဒုက္ခဟာလူရဲ့စိတ်ကိုထာဝရအေးမြစေတယ်ဆိုတာဒါသက်သေတာရကတစ်ခုပါဒါကြောင့်မို့လို့65ခုနှစ်ကနေပြီးတော့66ခုနှစ်ကူးပြောင်းနေတဲ့အချိန်ကာလလေးမှာမြန်မာနိုင်ငံမြန်မာလူမျိုးတို့ရဲ့အစဉ်အလာယုံကြည်ချက်တစ်ခုကဘာလဲလို့ဆိုရင်တရားအခါမှာတရားမင်းဆင်းတယ်တဲ့တရားမင်းလူပြေကိုဆင်းလာတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လောကမှာဒီလိုယူဆယုံကြည်နေကြတော့လည်းပဲဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ပိဋကတ်3သွယ်နိကေ9ပြဓမ္မခန္ဓာပေါင်း84,000ထိုဓမ္မခန္ဓာပေါင်း84,000ကိုဖွင့်ဆိုတဲ့အထက်ကရာတိကာစာအုပ်တွေထဲမှာဘယ်နေရာမှတော့မပါဘူးဘယ်နေရာမှမပါဘူးကဲသူတော်စင်တို့စဉ်းစားပြီးတော့ကြည့်တရားမင်းဆင်းနိုင်သလားမဆင်းနိုင်ဘူးလားဆိုတာနဲ့ဆင်းကျင်တဲ့တရားဆိုတာတကောအဋ္ဌိပတ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ခဏလေးဆင်းလာလို့ရတယ်နော်ဘယ်လိုစဉ်းစားကြည့်ရမလဲလို့ဆိုလို့ရှိရင်လူပြေမှာနှစ်ပေါင်း100ဆိုရင်တာဝရိန္ဒာမှာ1ရက်မနစ်ကတရားမင်းဆင်းဟိုရောက်လို့မှမကြသေးဘူးပြန်ဆင်းရမယ်ဆိုရင်အနေထားမဖြစ်ပေဘူးလားလူပြေမှာအနှစ်100မှတာဝရိန္ဒာမှာ1ရက်ရှိသေးတယ်ဟုတ်ကဲ့လားအဲ့တော့တစ်နှစ်အတွင်းကိုတရားကနေပြီးတော့မနစ်ကဆင်းလာတဲ့တရားဟိုတော့မရောက်သေးဘူးပြန်ဆင်းရမယ်ကိတ်တယ်ဘာဖြစ်ဆိုလူရဲ့အချိန်ကာလကသိကြိုတောင်းတယ်တာဝရိန္ဒာနတ်ပြည်မှာအချိန်ကာလကသိရှည်လျားတယ်ဆိုတော့တရားမင်းကြီးဘယ်လိုလုပ်ပြီးတော့နတ်ပြည်မှာနေနိုင်မလို့1မိနစ်တစ်ခါလူပြည်ဆင်းနေတယ်လို့ဖြစ်မနေပေဘူးလားအဲ့ဒါလို့ယုတ်တိနဲ့ကြည့်မယ်ဆိုလို့ရှိရင်တရားမင်းဆင်းတယ်ဆိုတာလက်ခံဖို့တော်တော်ခက်ပါတယ်နော်သို့တော်လည်းပဲဘုန်းကြီးတို့စာရှိတာလေးကိုဒီနေ့ပြောပြအင်္ဂုတ္တရနိကေ900ထဲမှာအင်္ဂုတ္တရနိကေဆိုတာရှိအဲ့ဒီအင်္ဂုတ္တရနိကေထဲမှာသာတုမဟာရာဇသုတ်တံဆိုသုတ်တံတစ်ခုရှိအဲ့ဒီသာတုမဟာရာဇသုတ်တံကလူလောကမှာလူတွေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းတဲ့အကြောင်းအရာတွေကိုဖော်ပြထားတဲ့သုတ်တံတရားနဲ့မပတ်သက်ဘူးเนาะတရားနဲ့မပတ်သက်ဘဲနဲ့လူလောကကိုနတ်တွေကစုံစမ်းထောက်လှမ်းတယ်ဘာဖြစ်လို့စုံစမ်းထောက်လှမ်းတာတော့ဆိုရင်သူတို့နတ်ပြည်ရဲ့ကြီးပွားတိုးတက်မှုအပေါ်မှာမျှော်လင့်ချက်နဲ့စုံစမ်းထောက်လှမ်းကြတာပေါ့အဲ့ဒီသုတ်တံမှာဆိုထားတာကလာဇန်းရှိရဲ့လာဆုပ်ရှိရဲ့ဥပုပ်နေ့တွေမှာတဲ့သတ္တမာရိနတ်မင်းကြီး၄ပါးရဲ့အချမ်းရံပရိသတ်ထဲကတာဝန်ကျတဲ့ပုဂ္ဂိုလ်ကလူပြည်လူလောကထဲမှာသွားရောက်ပြီးတော့လာရောက်ပြီးတော့လူတွေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းပါတယ်တဲ့အဲ့တော့သူတို့စုံစမ်းထောက်လှမ်းတာဘာတွေထောက်လှမ်းလို့ဆိုရင်ကိစီခောဘဟုမနုဿာမနုသေတုမတ္တေယပိတ္တေယသာမညာဗျမညာဥပောသထံဥပဝတ္တန္တိပฏิစာကရွန်တိပုံညာတိကရွန်တိသူတို့ထောက်လှမ်းတဲ့အချက်ကလေးကခေါင်းတဲ့အချက်တွေပဲနော်လောကမှာလူတွေရှိတဲ့ထဲလူအများစုဟာတဲ့မေတ္တေယမာတုဟိတာမေတ္တေယမိဘကိုလှုပ်ကြွေးရလားအမေကိုယိုသေးလေးစားမှုရှိရလားလူတော်တော်များများဟာ
ကိုယ့်ရဲ့အမေကိုလေးစားကြရလားလှုပ်ကြွေးကြရလားဂရုစိုက်ကြရလားဆိုတာဒီတစ်ချက်ကိုထောက်လှမ်းတယ်နော်နောက်တစ်ခုကပစ်တေးရဖခင်ကိုရောရိုးရိုးသေးသေးလေးစိတ်စားစားနဲ့လှုပ်ကြွေးသမှုပြုကြရလားနှစ်ခုပေါင်းလိုက်တော့မေတ္တေမတ္တေယပစ်တေယအမေနဲ့အဖေကိုမိဘနှစ်ပါးကိုပြုစုဆောင်ရှောက်ကြရလားလှုပ်ကြွေးကြရလားလေးစားကြရလားဒီအချက်ကိုလက်တွေကလာပြီးတော့ထောက်လှမ်းပါတယ်ထောက်လှမ်းတယ်ဆိုတော့ဟုတ်ဝေးကြီးကဆင်းလာတာမဟုတ်ဘူးလူပြည်လူလောကမှာအလုံးသိကြတဲ့အတိုင်းခိုးဆောင်နှတ်ဆိုတာရှိတယ်အိမ်ဆောင်နှတ်ဆိုတာရှိတယ်ကျောင်းဆောင်နှတ်ဆိုတာရှိတယ်ရက်ွက်ဆောင်နှတ်ရုပ်ကစိုးဘုံမစိုးဆိုတာတွေရှိတယ်သူတို့ချင်းချင်းမေးလိုက်ရင်သိတယ်ဟေးဒီရက်ွက်ဆိုလို့ချင်းအေးမြဝတီရက်ွက်ထဲကဟေးအမေဖေးလှုပ်ကြွေးနေတဲ့သားသမီးများဘယ်နှယောက်ရှိလဲမေးလိုက်မှာဟုတ်ကဲ့အေးမြဝတီရက်ွက်မှာရှိတဲ့လူတွေတဲကမိဘနှစ်ပါးကိုလှုပ်ကြွေးပြုစုပေါ်ရတဲ့အမေအဖေကိုပြန်ပြီးတော့မပြောဘူးအမေစကားအဖေစကားနားထောင်တဲ့မိဘနှစ်ပါးကိုဂရုစိုက်တဲ့သားသမီးတွေဘယ်နှယောက်ရှိမိသားစုဘယ်နှဦးရှိသလဲဆိုတာစုံစမ်းနောက်တစ်ခုကသာမင်ညာဗျာမင်ညာသာသနာတော်မှာသာသနာတာဝန်ထမ်းဆောင်နေတဲ့ယဟန်တွေဗျာမင်ညာမြတ်သောအကျင့်ကိုကျင့်ပြီးတော့သူတော်စင်ဖြစ်နေတဲ့ယဟန္တာပုဂ္ဂိုလ်တွေသာသနာဝန်ထမ်းရှင်ယဟန်မွန်မြတ်တဲ့သူတော်စင်တွေအပေါ်မှာကောင်းတဲ့ပုဂ္ဂိုလ်တွေဒီရက်ွက်ထဲဒီမြို့ထဲမှာဘယ်နှယောက်ရှိသလဲဒါကိုစုံစမ်းထောက်လှမ်းပါလေနောက်တစ်ခုကဥပောသထံဥပဝတ္တန္တိဥပုပ်နေ့တွေများဥပုပ်ဆောင်ကြရလားဥပုပ်ဆောင်တဲ့လူများများရလားဆိုတာကိုထောက်လှမ်းတယ်အတိစာကရွန်တိဥပုပ်ဆောင်တယ်ဆိုတဲ့အခါမှာတချို့ကြတော့အကျိုးလေးအပိုလေးနဲ့ပို့ဆောင်ဆိုတော့ဥပုပ်နေ့ကိုဥပုပ်ဆောင်တဲ့ပုဂ္ဂိုလ်ဟာအဖိတ်နေ့ကကျိုးပြီးတော့ဥပုပ်ဆောင်ဥပုပ်ထွက်တဲ့ရက်လည်းကျိုးပြီးတော့ဆောင်အဲ့ဒီတော့၈ရက်ဥပုပ်ဆိုလို့ရှိရင်9ရက်နေ့ကဥပုပ်ဆောင်တယ်8ရက်နေ့ဥပုပ်ဆောင်တယ်9ရက်နေ့ဥပုပ်ဆောင်တယ်3ရက်အကျိုးအပိုနဲ့စောင့်တာကိုပฏิစာဂရဥပုပ်နိုးနိုးကြားကြားစောင့်တဲ့ဥပုပ်လို့ခေါ်တယ်အဲ့ဒါလို့ဥပုပ်များစောင့်ကြရလားဆိုတာစုံစမ်းထောက်လာမယ်နော်ပုံညာနေ့ကရွန်တိကုသိုလ်ကောင်းမှုတွေလုပ်ကြရလားအရာထဲမှာဘုရားကျောင်းကံနဲ့ပတ်သက်ပြီးတော့ဘုရားတဲတယ်ကျောင်းဆောက်တယ်ဆွမ်းလောင်းတယ်စသဖြင့်ကုသိုလ်ကောင်းမှုတွေလုပ်ကြရလားဆိုတာကိုစတုမာရိနတ်မင်းကြီးတွေရဲ့အချမ်းရံတာဝန်ကျတဲ့ပုဂ္ဂိုလ်တွေကစုံစမ်းထောက်လှမ်းပြီးတော့နတ်မင်းကြီးတွေစီအစဉ်ခံစာပို့ရတဲ့တရားမင်းကဟိုဟာကိုင်ဆင်းဒါကိုင်ဆင်းဆိုတော့မပါဘူးနော်တရားပဲကျွဲတော့စီးမစင်းထင်ပါဘူးနော်လူပြေကကျွဲလဲဂျိုင်းနဲ့ကျွဲဆွဲမိလို့ရှိရင်တရားပဲမဲ့အခက်ခံရင်ခံရမှာအဲ့တော့တရားကလူပြေလာလို့ရှိရင်တကောဣတိပတ်နဲ့ဒီလိုပဲလာမှာသို့မဟုတ်ဝေဇယန္တာနတ်အထာကြီးသူ့မှာသိန်းတော်မြင်း1000ကတဲ့နတ်အထာတွေရှိနေတယ်ဒီကျွဲကိုတော့အစိခက်တဲ့ကျွဲစီးမထင်ပါဘူးကြည့်ရအဲ့တော့အခုဘုန်းကြီးပြောတာကစာထဲမှာပါတဲ့ဟာနော်အဲ့ဒါလို့စတုမာရိနတ်မင်းကြီးတွေကနေပြီးတော့လူပြေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းခိုင်းတာဘယ်နေ့တွေမှာထောက်လှမ်းခိုင်းလို့ဆိုလာဆန်း8ရက်လာဆုံး8ရက်တဲ့ဥပုံနေ့တွေမှာအဲ့ဒီသတင်းတွေကိုလိုက်ပြီးစုနောက်တစ်ခု14ရက်နေ့တွေကြတော့ဘသူတွေလာတော့ဆိုစတုမာရိနတ်မင်းကြီးတွေရဲ့သားတွေကိုယ်တိုင်ဆင်းလာခဲ့တယ်အဲ့ဒီကသူတို့သားတွေကိုယ်တိုင်က14ရက်နေ့ကျတော့လူပြည်မှာလာပြီးတော့ထောက်လန်းတယ်။ဘာတွေထောက်လန်းလဲလို့ဆိုရင်ခုနကအချက်တွေပဲ။ဒီမျိုးနဲ့ဒီရက်ွက်ဒီမျိုးကလူတွေဟာအမေကိုဂရုစိုက်ကြရဲ့လားအဖေကိုဂရုစိုက်ကြရဲ့လားယဟန်တန်ဃာတွေကိုဂရုစိုက်ကြရဲ့လားသူတော်ကောင်းတွေများမပြစ်မှားပဲနေကြရဲ့လားဥပုပ်တွေများဆောင်သုံးကြရဲ့လားကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားဒီအချက်တွေကိုလိုက်စုံစမ်းအဲ့တော့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့နဲ့မှတ်ထားဖို့ရလောကမှာလူရလို့ဖြစ်လာလို့ရှိရင်အမေအဖေပြုစုတဲ့ဒီကိစ္စဟာနတ်တွေကအမတန်လိုလားတဲ့ကိစ္စတစ်ခုဖြစ်တယ်ဆိုတာကိုမှတ်ထားဖို့
နတ်တွေကဘာကြောင့်လိုလားသလဲလို့ဆိုရင်နတ်ပြည်မှာနတ်ချမ်းသာတွေစီးစိမ်တွေခံစားနေရတာအခုလို့မိဘနှစ်ပါးကိုပြုစုခဲ့တဲ့ပုဂ္ဂိုလ်တွေရရှိတာဒါကြောင့်မို့လို့သူတို့ကဒီလိုကောင်းကျိုးချမ်းသာကိုရစေတတ်တဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်ဒီကုသိုလ်တွေလုပ်ကြရလားစုံစမ်းထားပါထို့တူပဲ15ရက်နေ့လပြည့်လခွေနေ့များမှာကြတော့စတုမာရိနတ်မင်းကြီး4ယောက်ကိုယ်တိုင်ကစုံစမ်းထောက်လှမ်းတယ်တရားမင်းကြီးဆင်းတယ်လို့မပါဘူးနော်ပထမကစတုမာရိနတ်မင်းကြီးရဲ့အချမ်းရံပရိသတ်ထဲကလာရောက်ပြီးထောက်လှမ်းတယ်14ရက်နေ့ကျတော့စတုမာရိနတ်မင်းကြီးတို့ရဲ့သားတော်တွေကိုယ်တိုင်ဆင်းလာပြီးတော့စုံစမ်းထောက်လှမ်းတယ်15ရက်နေ့ကျတော့စတုမာရိနတ်မင်းကြီး4ယောက်ကိုယ်တိုင်လာပြီးတော့ထောက်လှမ်းတယ်တဲ့ထောက်လှမ်းတဲ့အချက်တွေကတော့တူတူပဲကဲထောက်လှမ်းပြီးတော့သူတို့ဘာတွေလုပ်တုံဆိုရင်တရားမင်းကြီးရဲ့တာဝရိန္ဒနတ်ပြည်မှာသူဓမ္မာလို့ခေါ်တဲ့နတ်တွေရဲ့အစည်းအဝေးကျင်းပတဲ့သူဓမ္မာသဘာဆိုတာရှိတယ်အဲ့ဒီသူဓမ္မာသဘာကြီးမှာပုံမှန်နတ်တွေဟာအစည်းအဝေးထိုင်ကြအဲ့ဒီအစည်းအဝေးမှာစတုမာရိနတ်မင်းကြီးတွေကိုယ်တိုင်ကနေပြီးတော့လူပြေကအခြေအနေတွေကိုနတ်ပြည်မှာသွားပြီးတော့တင်ပြပါတယ်ဘုန်းကြီးတို့တရားရှင်ခင်သူတော်စင်ပြိဿတို့ကစဉ်းစားလိုက်တယ်ဒီနတ်တွေဟာအလုံးမရှိအလုံးရှာဒုသတင်းတွေရှာပြီးတော့အစည်းအဝေးထဲမှာတင်ပြနေတယ်လို့ဒီလိုအောင်းမေ့ကြတယ်နတ်တွေကအရေးကြီးတယ်ဘုန်းကြီးတို့အခုမြို့တွေမှာနေတဲ့ပုဂ္ဂိုလ်တွေကတောရွာကလူတွေကဆိုင်ရည်စပါးဖြစ်ထွန်းပြီးတော့ဖွင့်ဖြိုးမှမြို့ကလူတွေဖွင့်ဖြိုးတာနော်တောကလူတွေမှာဆိုင်ရည်စပါးတွေမရဘူးတဲ့တောကလူတွေကဆင်းရဲကြတယ်တဲ့ဆိုရင်မြို့ကလူတွေလည်းပဲအယောင်းဝယ်တွေထိုင်းကုန်တာပဲဟုတ်တယ်မဟုတ်တောမဖွင့်ဖြိုးရင်မြို့မဖွင့်ဖြိုးသလိုပဲတောကိုမြည်နေရအခုတရားချက်ခင်သူတော်စင်ပြိဿတို့နေ့စဉ်စားနေတဲ့စဘာတွေဟာအေးမြောက်တီရက်ွက်တဲ့စိုက်တာမဟုတ်ဘူးဘယ်ကလာတောရွာတွေကလာနော်စားနေကြတဲ့ပဲတွေဟင်းသီးဟင်းရွက်တွေဘယ်ကလာတောကလာကလေးတွေကတော့ပြောမယ်မဟုတ်မိုးစာဆေးသွားဝယ်တယ်လို့ပြောတယ်မိုးစာဆေးတဲ့ဘယ်ကရောက်တောရွာတွေကရောက်လာဟုတ်ကဲ့အဲ့ဒါကြောင့်မို့လို့တောတွေဖွင့်ဖြိုးတဲ့အခါမှာမြို့တွေရွာတွေဟာဖွင့်ဖြိုးတယ်မြို့တွေပြည်တွေကဖွင့်ဖြိုးတယ်ထို့တူပဲလူပြည်ကလူတွေကုသိုလ်ကောင်းမှုလုံးမှနတ်ပြည်မှာတာယာဝါပြောတယ်တဲ့နတ်တစ်တွေတိုးလာတယ်အဲ့ဒီကြမှာအနုမို့ဆိုရင်နတ်ပြည်ကလူဦးရေရော့နတ်ဦးရေတွေရော့ပြီးတော့6ခက်ဖြစ်သွားလူတွေကအကျင့်မကောင်းဘူးတရားပဲမျက်ွယ်ပြုပြီးတော့အပျော်ပါးတွေပြီးနေသေတဲ့အခါပဲရောက်တော့အပယ်လေးပုံရောက်ကုန်ကြတယ်။ခဲသွားပြီးတော့ဥယျာဉ်တွေတိုးနေတော့ဆိုငရဲမှာသွားတိုးငရဲမှာတိုးတယ်တိရစ္ဆာန်မှာတိုးတယ်ပြိတ္တာတွေတိုးတယ်ဟိုးတာဝရိန္ဒနတ်ပြည်တို့စတုမာရိနတ်ပြည်တို့ကြတော့နတ်တွေကရော့ကုန်နတ်တွေကရော့ကုန်တဲ့အခါကျတော့တချို့နတ်ဗိမာန်တွေမှာနေမဲ့လူမရှိဘူးဟုတ်ကဲ့သေရီတကနတ်ဗိမာန်တို့ဘာလို့ဆိုဘူးမှမရှိလို့ရသော်ဗျာလက်တဲ့ခါကာလသမယတို့ကရှင်ဆရာတော်ကြီးဒီမထေမြတ်တပါးခဝံပတိဆိုရှင်ခဝံပတိဆိုတဲ့မထေမြတ်ဟာအဲ့ဒီသေရီတကဗိမာန်ထဲမှာပိုင်ရှင်မရှိတဲ့ဗိမာန်ကြီးထဲမှာသွားပြီးတော့သတင်းသုံးနေတယ်လို့ဒီလိုဆိုတော့တချို့နတ်ဗိမာန်တွေမှာနေမဲ့လူမရှိတော့6ကက်ဘာဖြစ်လို့လူပြေကနောက်ထပ်မလာဘူးလူပြေကအကျင့်မကောင်းကြဘူးအမေဖေတွေကိုဘီဥမဆိုင်ကြဘူးယဟန်တန်ဃာတွေကိုဘီဥမဆိုင်ကြဘူးမလေးစားကြဘူးအမျိုးတွေကဆွေကြီးမျိုးကြီးဦးလေးဦးကြီးကြီးတော်တော်စားဆိုတဲ့ကိုယ်ဆွေတဲ့မျိုးတွေကကြီးတဲ့ပုဂ္ဂိုလ်တွေကိုမလေးစားကြဘူးဥပုသ်ရင်တွေလည်းပဲစောင့်တဲ့ပုဂ္ဂိုလ်နည်းသွားတယ်ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေလည်းနည်းသွားတယ်ဆိုလို့ရှိရင်နတ်ပြည်အယောက်နည်းလာတဲ့အခါကျတော့နတ်ဗိမာန်တွေကတကားပိတ်ထား6ကက်ကဖြစ်ကုန်အဲ့ဒါလို့6ကက်ကဖြစ်နေမှကြောက်လို့နတ်တွေကနေပြီးတော့စုံစမ်းထောက်လှမ်းနေကြတာတဲ့သူတစ်ပါးနတ်တွေအစည်းအဝေးမှာအစီရင်ခံစာတက်လာတဲ့အခါကျတော့
လူပြေမှာကုသိုလ်ကောင်းမှုလုပ်တွေပေါ်တယ်လုပ်တဲ့လူတွေပေါ်တယ်မိဘတစ်ပါးကိုယူသည်လေးစားတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်ယဟန်သံဃာတွေကိုယူသည်လေးစားတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်ဆွေတဲ့မျိုးတွေကလူကြီးမိဘတွေကိုယူသည်လေးစားတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်ကုသိုလ်ကောင်းမှုပြုတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်တရင်တိလာစောင့်မို့လဲလူတွေဟာမမေ့ကြဘူးလို့ဒီလိုများတရင်ကြားလို့ရှိရင်နတ်တွေကအစည်းအဝေးထဲမှာအိုးတောင်းလဲဩဘာပေးလိုက်ကြတာတဲ့ဘယ်လိုပြောကြတော့ဆိုဒိဗ္ဗဝတ္တဘောကာယပရိပုရိတန္တိပရိဟာယိတန္တိအတုရကာယဘောဝချင်းတို့ဒိဗ္ဗကာယနတ်ပြည်နတ်ရွာတို့သည်ပရိပုရိတန္တိဥယေတူကားပြီး၍လာကြတော့မှာပါဟောတို့နတ်ပြည်တော့နတ်တွေပြေတော့မှာပဲစီစီကားကားကြီးရှိတော့မှာပဲငရဲရွာတို့အပယ်လေးပုံတို့တော့6ကတ်သွားတော့မှာပဲဆိုပြီးတော့တောင်းလန်းနဲ့ပျော်ကြတယ်တဲ့အဲ့ဒါလို့မှမဟုတ်ဘူးလူပြေကတက်လာတဲ့အစီရင်ခံစာကိုကြည့်လိုက်လို့ရှင်လူတရားမှဥပုသ်ဆောင်တဲ့လူက10ယောက်တောင်မပြည့်ဘူးဆိုရင်နတ်တွေကိုအစည်းအဝေးကြီးတစ်ခုလုံးငြိမ်းချသွားပါပြီနော်တို့နတ်ပြည်တော့6ကတ်ဖြစ်တော့မှာပါပဲအဲ့ဒါလို့တဲ့စတုမာတဲ့တုတ်ရဟုတ်ကလားအဲ့တော့နတ်တွေရဲ့စီးပွားချမ်းသာတိုးတက်မှုနတ်ပြည်နောက်လောကရဲ့စီပင်မှုဆိုတာလူပြည်ပေါ်မှာတည်နေတယ်တဲ့နတ်ပြည်ရောက်နေတဲ့နတ်သားနတ်သမီးတွေဟာလူပြည်ရဲ့တန်ဖိုးကိုလူတွေတဲ့သိကြတယ်ဘုန်းကြီးတို့လူပြည်မှာနေတဲ့လူတွေကနတ်ဒီလူပြည်ရဲ့တန်ဖိုးကိုမသိတယ်လို့ဖြစ်ဘာဖြစ်လို့မသိတယ်လဲနတ်ပြည်မှာရောက်ပြီးတော့နတ်ချမ်းသာခံစားနေရတဲ့ပုဂ္ဂိုလ်တွေဟာလူပြည်တုန်းကဘယ်လိုကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တယ်ဆိုတာသူတို့ကသိလို့ဒီလိုကုသိုလ်ကောင်းမှုလုပ်ခွင့်ဆိုတာလူပြည်မှာသာရှိတယ်နတ်ပြည်မှာမရှိဘူးဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုလုပ်လို့ရတဲ့လူပြည်ရဲ့တန်ဖိုးကိုနတ်တွေကအင်မတန်မှသိကြတယ်အခုမြန်မာနိုင်ငံမှာဟုတ်လားနိုင်ငံခြားထွက်ပြီးစီးပွားရှာကြတဲ့လူတွေလို့ပေါ့ဂျပန်ပြည်သွားစီးပွားရှာမယ်တဲ့အမေရိကန်သွားစီးပွားရှာမယ်တခြားနိုင်ငံတွေသွားစီးပွားရှာနိုင်ငံခြားထွက်စီးပွားရှာတဲ့အခါကျပြန်လာလို့ရှင်စီးပွားဥစ္စာတွေတိုးတယ်လို့တိုးတယ်လူလည်းတိုးတော့ပေါ့လေအဲ့ဒါလိုတိုးတက်လာတာတွေကိုချိပြီးတော့နိုင်ငံခြားသွားပြီးစီးပွားရှာရတဲ့တန်ဖိုးကောင်းတယ်လို့လူအများစုကယူဆတယ်ဒါဥပမာတစ်ခုအနေနဲ့ပြောတာနော်နတ်တွေကလည်းပဲလူပြေကိုလာပြီးတော့စီးပွားရှာရလို့ကုသိုလ်စီးပွားကုသိုလ်ကောင်းမှုတွေများများပြုသွားရတဲ့နတ်တွေနတ်ပြည်နာလောကမှာအဆင့်တန်းမြင့်မြင့်နဲ့နေကြရတယ်ဒီဒါကြောင့်မို့လို့လူပြေရဲ့အခြေအနေထားကိုနတ်တွေကပို့ပြီးတော့သိပါတယ်တာဝရိန္ဒနတ်တွေနဲ့လူတွေနဲ့ဟာနတ်တွေကနတ်တွေနဲ့လူတွေနဲ့ဟာတာလွန်တဲ့အချက်တွေတလှည့်စီရှိကြတယ်လို့ပြောရတာဝရိန္ဒနတ်တွေကနတ်တွေကလူတွေတဲ့တာတာဘာလို့ဆိုလို့ရှိရင်ဒိဗ္ဗေနအာယုနာဒိဗ္ဗေနဝဏေနဒိဗ္ဗေနအာတိပတေယေနဒိဗ္ဗေနအာယုနာသူတို့ကဘာတာတုံးဆိုလို့ရှိရင်တာဝရိန္ဒနတ်တွေကလူတွေတဲ့တာတဲ့အချက်ကတော့အမတန်ရှိလျားရတဲ့နတ်တဲ့အသက်ရှည်ကြမှုဟာတာခုနကတော့ပြောခဲ့တယ်လို့ပဲလူပြေမှာအနှစ်တရာဆိုရင်တာဝရိန္ဒနတ်ပြေမှာတရက်ပဲရှိသေးတယ်အဲ့ဒီနီးနဲ့တွက်လိုက်မယ်ဆိုရင်တာဝရိန္ဒနတ်တွေဟာအနှစ်1000အသက်ရှည်တဲ့ပုဂ္ဂိုလ်အဲ့တော့လူပြေအနှစ်နဲ့ဆိုရင်တန်းချီပြီးတော့ကြာတာပေါ့ဒီဒါကြောင့်မို့လို့လူပြေရဲ့အသက်နဲ့စာလိုက်လို့ရှိရင်တာဝရိန္ဒနတ်ပြေရဲ့အသက်ကပိုးပြီးတော့ရှည်တယ်တဲ့အဲ့ဒါနဂတနောက်တစ်ခုကဒိဗ္ဗေနဝဏေနနတ်တွေရဲ့အဆင်းနတ်တွေရဲ့အဆင်းဆိုတာလူတွေရဲ့အဆင်းနဲ့စာလိုက်မယ်ဆိုရင်သိပ်กว่าတယ်နတ်ဆိုတာအမတန်ချောအမတန်လှအမတန်ချောအမတန်လှသူတို့ခန္ဓာကိုယ်ကလည်းတောက်တောက်ပြောင်ပြောင်အမြဲတမ်းရှိအမတန်ချက်တည်ရှိတဲ့ရုပ်မျိုးလူအစင်းနဲ့မတူဘူးတဲ့လူပြေကလူတွေကဖီးနိုင်လိမ့်နိုင်ဟုတ်လားနတ်သားတွေချဲနိုင်လွန်းလို့
လူတွေဟာအနံ့ကလေးကောင်းနေတယ်လို့ရှိဒါလူချင်းသာနေလို့ရတယ်ဟိုးတာဝရိန္ဒနတ်ပြည်ကနတ်တွေကယူဇနာတယူဇနာလောက်ကနေပြီးတော့လူနတ်ရလို့တဲ့လူပြေမလာကြဘူးတဲ့နော်လူတွေရဲ့အနံ့ကဆိုးလို့တဲ့သူတို့ကြတော့လူအနံ့ကိုမခံနိုင်ဘူးတဲ့ဒီလိုဆိုလို့ရှိရင်တရားမင်းလူပြေဆင်နှာခေါင်းပိတ်ဆင်ရလိမ့်မယ်နော်လူတွေရဲ့အနံ့မခံနိုင်ဘူးတဲ့ဘယ်ခဏခဏလာမလို့ဒါဖြင့်ဗျာလူတဲ့ဝင်ပူးတဲ့နတ်ကတော့ဘယ်လိုနတ်တုံးလို့မေးကြရှိတယ်အဲ့ဒီနတ်တွေကတော့အမတန်မှဘုံပစိုးနတ်တို့ဆိုတဲ့ထဲကပေါ့ပြိတ္တာမျိုးတွေကစတုမာတဲ့အောက်တန်းကျတဲ့နတ်တွေတဲကသာလူကိုပူးမှာပါဟုတ်ကဲ့ဟိုးအထက်တန်းကျတဲ့အထက်ကနတ်တွေကတော့ဘလို့မှလူပူးဖို့နေနေတာသာဟိုးတယူဇနာလောက်ကတည်းကအနှံ့ရပြီးတော့နှာခေါင်းပိတ်နေရတယ်ဘယ်ဝင်ပူးပါအဲ့တော့နတ်တွေဆိုတာကအဆင်းအယောင်အားဖြင့်လဲလူတဲ့အမတန်မှလှပချောမောတယ်အာဓိပတိယအစိုးရပိုင်ဆိုင်မှုဆိုတာလည်းပဲနတ်တွေကသိပြီးတော့ထက်မြက်လူတွေပိုင်ဆိုင်မှုတဲ့သူတို့ပိုင်ဆိုင်မှုကြီးစိုးမှုကပို့ပြီးတော့အဆင့်သာတယ်တဲ့အဲ့ဒါကနတ်တွေကလူတွေတဲ့သာတဲ့အချက်သုံးခုဒါဖြင့်လူတွေကရောနတ်တွေတဲ့သာတာမရှိဘူးလားလို့ဆိုရှိတယ်သူရာတတိမန္တောဣဒဗျမစရိယဝါသောသူရာလူတွေကရဲစွမ်းတတ္တိရှိတဲ့နေရာကြတော့နတ်တဲ့တာတဲ့နော်တတ္တိကောင်းတဲ့နေရာမှာလူကနတ်တဲ့တာတဲ့အလွန်တတ္တိကောင်းတယ်ကြံ့ကြံ့ခံဆင်းရဲခံနိုင်တယ်ပေါ့သူကဒါကြောင့်မို့လို့သူရာရဲစွမ်းတတ္တိရှိတယ်နောက်တစ်ခုကတတိမန္တောလူတွေကတတိကောင်းတယ်တဲ့နတ်တွေတဲ့တောင်လူကတတိကောင်းဆိုပဲဟုတ်တော့ဟုတ်တယ်တရားမင်းကြီးတခါတော့ကအရှင်ဘုရားမြတ်စွာဘုရားကိုလာမေးတယ်တဏှာကုံနဲ့အချက်ခေါ်ပြလိုက်တော့သူသဘောကျပြီးတာရုခေါ်ပြီးတော့နတ်ပြည်ပြန်တက်တယ်အဲ့ဒီတာရုခေါ်လိုက်တဲ့အတန်ကိုဘယ်သူကကြားတော့ဆိုလို့ချင်းတစ်ဖက်အခန်းမှာသတင်းသုံးနေတဲ့ရှင်မောက္ကလန်ကကြားလိုက်ဟေးတာရုခေါ်သွားတယ်ဘုရားဗာတရားဟောလိုက်တယ်ဆိုတော့မကြားလိုက်ဘူးတရားကြီးကတာရုခေါ်လိုက်တဲ့အခါဒါတော့တရားဟောလိုက်တာနေမှာပဲငါဘာတရားဟောတော့လိုက်မေးဦးမှာပဲဆိုပြီးတော့တရားမင်းကြီးလည်းနတ်ပြည်ရောက်နောက်ကရှင်မောက္ကလန်လိုက်သွားပြီးတော့ဟိုလည်းရောက်ရောတရားမင်းကြီးကရှင်မောက္ကလန်လည်းမြင်လိုက်ရောလန့်သွားတာဟာရှင်မောက္ကလန်လိုက်လာပြီခုနကတရားမေးတော့မှာပဲစဉ်းစားတော့ခေါင်းကိုခြာတစ်ပတ်လဲတော့မေးသွားပြီခုနကဘုရားဟောလိုက်တဲ့တဏှာသင်္ခေယဆိုတဲ့ကျင့်စဉ်ကိုသူဘာလို့မှအစားဖော်လို့မရတော့ဘူးနောက်ကြတော့မှရှင်မောက္ကလန်ကတကိုးတော်နဲ့သူနေတဲ့ပြတ်တက်ကိုကင်လှုပ်လိုက်တဲ့အခါမှာကြောက်ပြီးတော့အဲ့ကြတော့မှပေါ်လာတဲ့နော်အေးတတိကြတော့လူတွေကပို့ပြီးတော့ကောင်းပါလေဘာဖြစ်လို့လူတွေကနတ်တွေတဲ့ပိုတတိကောင်းတော့ဆိုတာအထက်ကရာကအကြောင်းပြထားတာရှိနတ်တွေဆိုတာဒုက္ခဗဟုလအလွန်ကိုချမ်းသာတယ်တိတ်ချမ်းသာသည့်အတွက်ကြောင့်တတိအားနည်းသွားတယ်ချမ်းသာဒုက္ခတွေတိတ်များနေသည့်အတွက်ကြောင့်တတိအားနည်းသွားတယ်ငရဲသားတွေကြတော့ဒုက္ခသိပ်ကြီးတယ်တဲ့ဆင်းရဲဒုက္ခတွေနဲ့ကြီးကြုံနေရတယ်သူတို့လည်းပဲတတိအားနည်းသွားတယ်လူကြတော့ဘာဖြစ်လို့တတိကောင်းတော့ဆိုရင်ဒုက္ခတလဲဒုက္ခတလဲချမ်းသာတလဲဆင်းရဲတလဲလူကစုံတဲ့နော်ချမ်းသာတဲ့အခါချမ်းသာလိုက်ဆင်းရဲတဲ့အခါဆင်းရဲလိုက်ဆိုတော့လူကတတိပိုကောင်းတဲ့အလှည့်အပြောင်းကလေးနဲ့မဟုတ်ကလားအလှည့်အပြောင်းကလေးတွေဆိုတော့တတိပိုကောင်းသွားတယ်လို့အထက်ကရာမှာဒီလိုအကြောင်းပြထားအေးတတိကောင်းတဲ့နေရာမှာလူတွေကနတ်တွေတဲ့တာနောက်တစ်ခုသာတာတော့ဣဒဗြဟ္မစရိယဝါသောတဲ့မြတ်စွာဘုရားရဲ့သာသနာတော်မှာတရားကျင့်ခွင့်မြတ်သောအကျင့်ကိုကျင့်သုံးနေထိုင်ခွင့်ရတာလူပြည်မှာအဲ့တော့စဉ်းစားကြည့်လေနတ်ပြည်ကနတ်သားတွေဒုံလဘယဟန်တက်ချင်တယ်ဆိုလို့တက်လို့ရမလားမရဘူးနော်ဒုံလဘယဟန်တက်ချင်လို့မရဘူးဥပုသ်ဆောင်ဖို့တောင်ခက်ခဲဥပုသ်ဆောင်ရင်တရားမင်းကြီးက950ဇတ်ထဲမှာလူပြည်ဆေးဆင်လာရတယ်ဥပုသ်ဆောင်ရင်ဟိုမှာဥပုသ်ခဏခဏကျိုးလိုက်မယ်ဟုတ်ကဲ့ဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုလုပ်ဖို့ဆိုတာအကောင်းဆုံးနေရာလူပြည်ဖြစ်ပါတယ်အခုလိုအကောင်းဆုံးနေရာရောက်ရတဲ့နဲ့
ဘုန်းကြီးတို့တရားချက်ကေတော်တဲ့ပြိဿတဲ့လိုက်ပြီးတော့ချိလိုက်ကဘာမှာဒီကနေ့ကဘာမှာတန်ပေါင်း9000ကျော်ရှိတဲ့လူဦးရေတန်ပေါင်း9000သောလူဦးရေတွေကဗုဒ္ဓဘာသာဟာ2 သန်းတောင်ပြည့်မှာပါအဲ့ဒီဗုဒ္ဓဘာသာ2 သန်းထဲကလည်းပဲတရားဓမ္မနဲ့ဥပုသ္တရနဲ့စောင့်နိုင်တဲ့ပုဂ္ဂိုလ်ဘယ်နှယောက်ရှိအဲ့ဒါမှနဲတယ်နော်အဲ့တော့လူဘဝမှာအပျော်အပါးနဲ့လေးစဉ်ကုံဆုံးပြီးတော့နေကြတယ်တဲ့လူဘဝတန်ဖိုးရှိတဲ့လူဘဝဟာတန်ဖိုးမဲ့တဲ့အနေအထားမျိုးတန်ဖိုးရှိတဲ့လူဘဝကိုတန်ဖိုးရှိအသုံးမချသဖြင့်အချိန်နဲ့အလဟတကုန်သွားကြတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကမနုဿလဗံလတ္တနာတတ္တမိသုပ္ပဝေတိတေယေခဏံနာရိကိသံတိအတိနာမင်းတိတေခဏံတတ္တမိသုပ္ပဝေတိတေသူတော်ကောင်းတရားကိုဟောကြားနေစဉ်ခါကာလသမယမှာတတ္တမိသုပ္ပဝေတိတေသူတော်ကောင်းတရားကိုဟောကြား၍သာသနာတော်ထွန်းကားနေတဲ့အခါသမယမှာမနုဿလဗံလတ္တနာအမတမရခဲ့လာတဲ့လူဘဝလူခန္ဓာကိုရရှိကြပါကုန်လျက်ရေခြင်းပုဂ္ဂိုလ်တို့သည်ခဏကောင်းအခွင့်ကောင်းကြီးကိုနာရီကိစ္ဆန္တိခဏကောင်းမှမသိကြလေကုန်ဒေထုခဏကောင်းအခွင့်ကောင်းကြီးကိုရထားပါလျက်ခဏကောင်းအခွင့်ကောင်းမှမသိကြတဲ့ပုဂ္ဂိုလ်တို့သည်ခဏံဘုဒ္ဓပါဒနဝမလို့ဆိုတဲ့တကယ်အရာတော်တဲ့အခွင့်ကောင်းကာလကောင်းကြီးကိုအတိနာမင်းတိကျော်လွန်၍သွားကြစေကုန်၏ဣတိတေဘဂဝါရှိခုံတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစာကောင်းစွာမသိဟောကြားတော်မူခဲ့ပါပေတည်းကဲလိုက်ပြီးတော့ကြည့်လိုက်လူပြည်လူလောကမှာမြတ်စွာဘုရားရဲ့သာသနာတော်ထွန်းကားနေတဲ့အချိန်ကုသိုလ်မျိုးစုံဒါနကုသိုလ်လည်းလုပ်နိုင်တယ်သီလကုသိုလ်တွေလည်းဆောက်တည်နိုင်တယ်ဘာဝနာကုသိုလ်ဆိုတဲ့အကျင့်တွေလည်းကျင့်နိုင်တယ်ဒီလိုအခွင့်ကောင်းကာလကောင်းကြီးနဲ့လူဘဝရနေရတဲ့နဲ့အဲ့ဒီအခွင့်ကောင်းကိုတရားဓမ္မအတွက်အသုံးမချပဲနဲ့ပျော်ကပါကစားကအိတ်ခါနဲ့အချိန်ကုန်ပြီးတော့လူဘဝတက်တန်းကုန်ဆုံးသွားမယ်ဆိုဘယ်လောက်နစ်နာလဲအလုံးကိုနစ်နာပါတယ်ဘာဖြစ်လဲဆိုရင်ဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်မိဘလက်ထက်ကရှာထားလို့ရထားတဲ့ပစ္စည်းလေးတွေထိုင်စားလို့ကုန်သွားပြီးတော့ဘာမှမကြံလို့ဆင်းရဲဒုက္ခရောက်သွားတဲ့လူနဲ့တူတူပဲနော်ထိုင်စားတာနဲ့ကုန်သွားတယ်ဘာတစ်ခုမှရှေ့တိုးတက်လာမှာမဟုတ်ဘူးဒါကြောင့်မလို့လူဘဝရလာတဲ့အခါမှာအလွန်တန်ဖိုးရှိတဲ့လူဘဝရလူဘဝတန်ဖိုးကိုဘယ်သူတွေကသိနတ်တွေကသိဒါကြောင့်မလို့နတ်တွေကသူတို့နတ်သားတွေကိုချင်းချင်းအမှားစကားပြောတဲ့အခါမှာဘယ်လိုပြောတယ်လဲဆိုပါတော့တာဝရိန္ဒနတ်ပြည်တို့အထက်နတ်ပြည်တွေမှာနတ်သားတစ်ယောက်ဟာသက်တမ်းကုံဆုံးလို့သုတိစိတ်ချတော့မယ်ဆိုလို့ရှိရင်ပုပ္ပနမိတ်ရှေ့ပြေးနမိတ်ကလေးတွေပေါ်လာတဲ့နော်ဒီပြည်မှာတော့ပုပ္ပနမိတ်တွေကအများကြီးဆေးရုံသွားဆက်လိုက်လို့ HIV တွေ့ပြီဆိုရင်ပုပ္ပနမိတ်ပဲပေါ့နော်ဘာယောဂညာယောဂအခုပေါ်ပါပုပ္ပနမိတ်တွေအဲ့ဒီမှာတာဝရိန္ဒနတ်ပြည်ရဲ့ပုပ္ပနမိတ်ကတော့နတ်တွေမှာပြတယ်ဒီနတ်သားသုတေတော့မယ်နတ်ပြည်ကသုတေတော့မယ်ဆိုလို့ရှိရင်ပုပ္ပနမိတ်ပြတယ်ဘာတွေပြလဲလို့ဆိုရင်မာလာမိလာယန္တိမာလာဆင်ထားတဲ့ပန်းကုန်းတွေဟာလည်းမိလာယန္တိညှိုးနွမ်းတဲ့အောင်ဖြစ်၍လာကုန်၏နတ်တွေဆိုတာပန်းဆင်ထားတာနတ်တွေကခေါင်းမှာပန်ထားတဲ့ပန်းသို့မဟုတ်လက်ဘက်မှာဆွဲထားတဲ့ပန်းတစ်ခါဆင်တစ်ခါပန်ထားဘယ်တော့မှညှိုးတယ်မရှိဘူးတဲ့နတ်ပန်းဟာဘယ်တော့မှမညှိုးဘူးပန်းကလေးညှိုးသွားပြီဆိုလို့ရှိရင်ဒီနတ်ဟာသေတော့မယ်ယောဂဝင်လာပြီပေါ့ဒီနတ်သေတော့မယ်ဒါပုပ္ပနမိတ်တစ်ခုပဲဝဋ္ဌာနိကိလေသာနိဝဋ္ဌာနိဝဋ္ဌာတဲ့အဝဋ္ဌဇာတို့ဟာကိလေသာနိနွမ်း၍လာကြလေကုန်၏
ဝတ်ထားတဲ့အဝတ်ကလည်းခါတိုင်းလိုတောက်တောက်ပြောင်ပြောင်မဟုတ်ဘူးနည်းနည်းပေးပေးရီရီတွေဖြစ်လာလူတွေကြတော့မဟုတ်တရက်ဝတ်နှစ်ရက်ဝတ်ခေါ်လိုက်လျှော်လိုက်ရတော့မပြောနဲ့တော့နော်3-4ရက်ဆက်ဝတ်လို့ရှိရင်သူနာသူမကတ်တော့မှာမဟုတ်အဲ့တော့တရက်လောက်ဝတ်လိုက်တာနဲ့ပဲလူရဲ့အဝတ်ကနန်းဆော်သွားပြီနွမ်းသွားပြီနတ်တွေကြတော့အဲ့လိုမဟုတ်ဘူးဝတ်ထားတဲ့အဝတ်တစ်ခုရာသက်ပံအမြဲတမ်းစင်ကြယ်နဲ့နတ်ပြည်မှာဟုတ်လားအိုမိုးတို့ဆိုးဆိုးတို့လည်းဘာမှမလုပ်ဆက်ပြမုံနေကြတဲ့ခုမှမလုပ်အဝတ်ဖို့ဆရာလည်းမလုပ်ဘူးဟုတ်ကဲ့အဝတ်ဖို့ဆရာမလုပ်ဘူးအမြဲတမ်းအဝတ်ဟာအသစ်ချက်ချွတ်တစ်တွင်ပြီးတော့နေတယ်အဲ့ဒီထဲကအဝတ်ကလေးကနွမ်းလာပြီဆိုလို့ရှိရင်ဒီနတ်ဟာသေတော့ဒါနမိတ်တစ်ခုပဲဝတ်ထားတဲ့အဝတ်ကလေးနွမ်းလာပြီပေးလာပြီဆိုလို့ရှိရင်သေဖို့ပဲနောက်တစ်ခုကကိစေသေတာမௌသန္တိကိစေဟိလကတိကြတို့မှာသေတာချွေတို့သည်မௌသန္တိယိုထွက်၍လာကုန်ဂျိုင်းကြားချွေယူလူပြေမှာဂျိုင်းကြားချွေယူလို့သေမယ်ဆိုရင်တော့လည်းပဲနော်အခုလိုနှွေရာဒီအိုက်လိုက်တာဂျိုင်းကြားကမကဘူးတကူလုံးချွေကိုကြိုက်ကြနတ်ဆိုတာကြတော့နတ်ခန္ဓာကိုယ်ကချွေးမထွက်ဘူးတဲ့ချွေးမထွက်ဘူးဆိုတော့နတ်တွေကအဲရကောင်းနဲ့ညနေလို့လားမသိဘူးနော်လူပြေလို့မီးခဏခဏပြက်နေရင်တော့ဒီအဲရကောင်းလည်းအေးမှမဟုတ်ပါဘူးအဲ့တော့နတ်ပြေကနတ်တွေကတော့ချွေးမထွက်ဘူးတဲ့ချွေးမထွက်တဲ့အတွက်ကြောင့်ချွေးထွက်လာပြီဆိုလို့ရှိရင်ဂျိုင်းညာကချွေးစက်ကလေးကျလာစို့လာပြီဆိုရင်ဒီနတ်ဟာသေဖို့ပုပ္ပန္နမိတ်တစ်ခုဖြစ်လာတယ်အဲ့ဒါပုပ္ပန္နမိတ်တစ်ခုဘုဒ္ဓအဖြစ်မှတ်ထားနော်နောက်တစ်ခုကဘာဖြစ်လာလဲအခုဘယ်နှခုရှိသွားပြီတော့3ခုရှိသွားပြီနော်ပန်ထားတဲ့ပန်းနေညိုလာတယ်အဝတ်တွေကနွမ်းလာတယ်နောက်ပြီးတော့ချွေးထွက်လာတယ်ခြိုင်းကချွေးထွက်လာကာယေဒုဗ္ဗနံဥက္ကမတိကာယေခန္ဓာကိုယ်၌ဒုဗ္ဗနံမလမပအခြေအနေသည်ဥက္ကမတိဖြစ်ပေါ်၍၌ခန္ဓာကိုယ်မှာအယုတ်ဆိုးအကြီးတန်တာလေးတွေပေါ်လာတယ်တဲ့ပရေလေးတွန့်တာလေးတွေမလေးလူပြေမှာတော့ပေါ်လာအများကြီးပဲခေါင်းပေါ်ကသပင်ကတစ်ချောင်းပြီးတစ်ချောင်းဖြူသွားဖြူကိစ္စမရှိဘူးစိမ့်မဲဆိုးလိုက်သေးတာနော်ပါဇက်ကသွားကတစ်ချောင်းပြီးတစ်ချောင်းပြုတ်ထွက်ကိစ္စမရှိဘူးသွားဆိုင်ဆရာစီသွားပြီးစိုက်လိုက်သေးတယ်နတ်ပြည်ကြတော့အဲ့လိုမဟုတ်ဘူးအခြေအနေလေးခန္ဓာကိုယ်မှာယွင်းလာပြီဆိုရင်အဲ့ဒီနတ်ဟာသေတော့မှာလူပြည်ကတော့ယွင်းလည်းမသေးပါဘူးနော်သပင်နေဟာလာတစ်ချောင်းမကပါဘူးအကုန်လုံးဖြူသွားတယ်ကိစ္စမရှိဘူးအကုန်လုံးဖြူသွားတယ်ကိစ္စမရှိဘူးသွားတွေလည်းပါဇက်ထဲရှိတာအကုန်ကျွတ်သွားကိစ္စမရှိဘူးမသေးသေးဘူးပရေတွေတွန့်ညင်တိုင်းတွန့်မသေးသေးဘူးလူပြည်ကနတ်ပြည်ကြတော့အဲ့လိုမဟုတ်ဘူးတဲ့နည်းနည်းလေးအသားကလေးညိုသွားပြီနော်ဝဲ66ကလေးထွက်လာပြီဆိုရင်ဒီနတ်သေးတော့မယ်ခါတိုင်းဝင်းဝါဆိုဣနေတဲ့နတ်ရဲ့ခန္ဓာကိုယ်အသားအရည်လေးတွေကနည်းနည်းလေးပဲရုပ်ဆင်းလေးပြက်လာတယ်ဆိုရင်သေဖို့ပဲဒါနမိတ်တစ်ခုပဲနောက်တစ်ခုကဘာလဲလို့ဆိုလို့ရှိရင်တကေဒေဝဒေဝသနေနာပိရမတိဒေဝနတ္တိတကေဒေဝသနေမိမိနေတဲ့နတ်ဗိမာန်မှာနာဘိမေရတိပျော်မပျော်တော့ပါကိုယ်နေရာကိုမပျော်ဘူးတဲ့ဟိုသွားခြင်းစိတ်ဒီသွားခြင်းစိတ်တွေဖြစ်လူတွေမှလည်းအဲ့လိုဖြစ်တတ်တယ်နော်နေရထိုင်ရတာမပျော်ဘူးဆိုရင်အဲ့ဒါပြောင်းကျင်လာတဲ့သဘောပဲဟုတ်လားနေလို့ထိုင်လို့ဘာလို့မဟုတ်ပျော်ကိုမပျော်ဖြစ်လာအဲ့ဒီနတ်ကလည်းပဲသူ့ဘုံမိမှန်နဲ့မှသူနေရတာမပျော်တော့ဘူးငင်းငွေ့လာအဲ့ဒီနတ်ဟာသေတော့မယ်အဲ့ဒါနတ်တွေကပုဗ္ဗနမိတ်ပြလာအဲ့လိုပုဗ္ဗနမိတ်ပြလာတယ်ဆိုလို့ရှိရင်သူတို့ကလည်းသိကြတယ်နတ်တွေသေတော့မယ်ဒီနတ်ကသေတော့မယ်ဒါကတကိုးကြီးတဲ့နတ်တွေမှပြတာတဲ့သိပြီးတကိုးမကြီးတဲ့နတ်ကြတော့ပြုတ်ခနဲ့သေသွားတာပြုတ်ခနဲ့သေသွားတာကမီးငိမ့်သွားတယ်လို့ပဲဖျောင်းနိုင်မီးကလေးဟုတ်ခနဲ့ငိမ့်သွားတယ်လို့နတ်ခန္ဓာကိုယ်ဟုတ်ခနဲ့ပျောက်သွားတယ်အဲ့တော့နတ်အတုဝါချဆိုတာမရှိဘူးပေါ့ဗျာကောင်းတော့ပေါ့ဒီတကြိုစရာလည်းမလိုဘူးအတုဝါရင်ငားစရာလည်းမလိုဘူးနော်နတ်ကြတော့သေသွားရင်ပျောက်သွားရောမီးငိမ့်သွားတယ်လို့ပဲဟုတ်ခနဲ့ပျောက်သွားတာပြီးတာသေသွားပြီ
တကိုးကြီးတဲ့နတ်တွေမှာအဲ့ဒီလိုအခြေအနေပြလာတဲ့အခါကျတော့သူ့ရဲ့ပတ်ဝန်းကျင်တွေကဝိုင်းပြီးတော့အားပေးစကားအမှားစကားပြောကြတယ်ဒီတော့မှဆိုဘေးကလည်းသိလာတော့အမှားစကားပြောကြတယ်ဤတော်ဘောသူကတိကိစ္စသူကတိကန္တဝသုလတ္တလာဘံလဘသုလတ္တလာဘံလဘိတဝသုပ္ပတိထိတောဘဝဟိနတ်တွေရဲ့အမှားစကားလေးသုံးခုနော်ဘောချိနတဤတော်ဤနတ်ပြေမသူကတိသူကတိဘုံတို့ကိစ္စသွားပါလေသင်သေးမှကြောက်မနေနဲ့ကွာတဲ့ဒီဘွားကသေသွားသူကတိဘုံသာသွားတဲ့ဘယ်မှမသွားနဲ့ဒါစကားတစ်ခေါင်းပဲသူတို့မှားလိုက်တာဟုတ်ကဲ့ဘောချိနတဤတော်ဤနတ်ပြေမသူကတိသူကတိဘုံတို့ကိစ္စသွားပါလေသူကတိဘုံတို့ကန္တဝါသွားပြီးတဲ့အခါမှာသုလတ္တလာဘံအလွန်တရာရတော်လာတဲ့လလဘကိုလဘရအောင်ယူပါလေအကောင်းဆုံးလလဘကြီးကိုမင်းရအောင်ယူလိုက်ပါတဲ့အဲ့ဒီရောက်သွားရင်သုလတ္တလာဘလဘိတဝါအကောင်းဆုံးလလဘကိုရအောင်ယူပြီးတဲ့နောက်မှာသောပတိတိတောဘဝဟိခိုင်ခိုင်မြဲမြဲရည်တည်နိုင်အောင်ကြိုးစားပါလေဟောနတ်ပြေကမှားလိုက်တဲ့အမှားစကား၃ခုသေကဏိနတ်သားတယောက်ကိုနတ်တွေကဝိုင်းပြီးတော့မှားလိုက်ကြတာသူဂတိဘုံကိုရောက်သွားလိုက်ပါဒါတခွန်းနော်သူဂတိဘုံကိုသွားပြီးတဲ့နောက်မှာအကောင်းဆုံးသောလလဘကိုရအောင်ယူလိုက်ပါအကောင်းဆုံးသောလလဘကိုရပြီးတဲ့အခါမှာအခိုင်အမာဆုပ်ကိုင်ထားနိုင်အောင်ကြိုးစားပါအဲ့ဒီအချက်၃ချက်ဟာအရေးကြီးဆုံးပါပဲတဲ့နတ်တွေကဒီလိုမှားလိုက်တာနော်အဲ့လိုမြတ်စွာဘုရားကယဟန်တန်ဃာတွေကိုနတ်တွေကအခြေအနေကိုဒီလိုဟောပြအဲ့လိုဟောပြတဲ့အခါကျတော့တရားနာပရိသတ်ထဲကဘုန်းကြီးတို့တရားနာပရိသတ်တွေရောကဲမေးခွန်းလေးမေးခြင်းစိတ်ပေါ်မလာဘူးလားသူကတိဘုံဆိုတာဘာပြောတာတော့အကောင်းဆုံးလလဘဆိုတာရောဘာပြောတာတော့ခိုင်ခိုင်မာမာယက်တီပါဆိုတာကရောဘာပြောတာတော့မေးခြင်းစိတ်မပေါ်ဘူးလားအေးမြတ်စွာဘုရားကနတ်သားတွေကအခုလို့နတ်ပြည်ကအမှားစကားပြောကြားနေတာနဲ့ပတ်သက်ပြီးတော့ယဟန်တွေကိုရှင်းပြနေတဲ့အခါမှာတရားနာပရိသတ်ထဲကယဟန်တစ်ပါးကမေးလိုက်ကန္တိရှိဘုန်းတော်သခင်ရှင်တော်မြတ်ဖရာသူကတိကမနသင်္ခါတံနတ်ပြည်သို့သွားတယ်ဆိုတာကိဏုဘယ်ဟာပါလဲဖရာနတ်ပြည်သွားတယ်ဆိုတာဘာလဲဘယ်လိုဟာကိုပြောတာသူကတိကမနသင်္ခါတံသူကတိဘုံကိုသွားတယ်ဆိုတာကိဏုအဘယ်သို့ပါနည်းသူကတိဘုံသွားတယ်ဆိုတာဘာလဲတရားသူလတ္တလဘကောင်းဆုံးလလဘကိုရခြင်းဆိုတာကိမ္ပါဏအဘယ်ပါလဲဖယားသောပတိဋ္ဌိတသင်္ဃာတံကောင်းစွာယတ္တိခြင်းဆိုတာလည်းပဲကိမ္ပါဏအဘယ်ပါလဲဖယားဒီအချက်၃ချက်တပည့်တော်တို့နားမရှင်းပါဘူးလို့တရားနာပရိသတ်ထဲကယဟန်တစ်ပါးကမေးတော့မနောသတံခောဘိက္ခုသူလတ္တမနောသတံခောဘိက္ခုသူကတိကမနသင်္ခါတံဘိက္ခုจิตာယံမနောသတံလူဘဝမနောသတံလူဘဝကိုသူကတိကမနသင်္ခါတံနတ်ပြည်သူကတိဘုံသို့သွားရောက်ခြင်းဟူ၍ဆိုအပ်ပါပေမနောသတံလူအဖြစ်ကိုသူကတိကမနသင်္ခါတံသူကတိဘုံသို့သွားခြင်းဟူ၍ခေါ်ဆိုအပ်တယ်။ဩသူကတိကမနသူကတိဘုံသွားတယ်ဆိုတာတခြားမဟုတ်ဘူးတဲ့လူဘဝကိုရတာကိုပြောတာနော်လူဘုံကိုသွားလို့ဒီလိုပြောနတ်တွေကလူဘုံကိုသူကတိဘုံလို့ခေါ်တယ်ဘေကုจิตာယံသူကတိကမနသင်္ဃတံသူကတိဘုံသို့သွားတယ်ဆိုတာမနောသတံလူဘဝကိုရရှိခြင်းပဲဘေကုจิตာယံယောခြင်းပုဂ္ဂိုလ်သည်မနုဿဘုသောတမန်တော်လူဖြစ်လာတဲ့အခါကာလမှာတထာဂတပွေရီတေမြတ်စွာဘုရားဟောကြားတော်မူအပ်တဲ့ဓမ္မအဝိနည်းသုတ်ပြီးဓမ္မဝိနည်းလို့ဆိုတဲ့သာသနာတော်မြတ်ကြီးမှာတထံယုံကြည်မှုကိုပฏิလဝတိယဣဒံဖရာသာသနာတော်မှာယုံကြည်မှုရခြင်းဆိုတာသုလတ္တလဘသင်္ဃာတံအကောင်းဆုံးသောလလဘကိုရခြင်းလို့ဆိုအပ်ပါတယ်။ဩသူဂတိဘုံသွားဆိုတာတခြားပြောတာမဟုတ်ဘူး။စိတ်ကူးမလွဲနဲ့လူပြေသာသွားတဲ့အထက်နဲ့တွေဘုံမသွားနဲ့အောင်နဲ့လူပြေကိုပြန်လိုက်ပါ။ဟုတ်ကဲ့။လူပြေကမှစီးပွားရှာလို့ကောင်းတာကိုစီးပွားသွားရှာအောင်မယ်။
နောက်တစ်ခါနတ်ပြည်ပြန်ရောက်ရင်ဒီတဲ့တကိုးကြီးတဲ့နတ်ဖြစ်ရမှာဟုတ်နော်လူပြည်မှာဥပုသ်ဆောင်လို့ကောင်းတယ်အလှူဒန်းလုပ်လို့ကောင်းတယ်ဟောလူပြည်မှာကုသိုလ်တွေလုပ်စားရတာအပေါ်ဒါကြောင့်မို့လူပြည်ကိုလွတ်လူပြည်ဟာဒုက္ခတိဘုံပဲတဲ့ဒုက္ခတိဘုံရောက်တဲ့အခါကျတော့သာသနာတော်မြတ်ကြီးမှာယုံကြည်ရဲဆိုတဲ့တတ္တတရားကိုရှိအဲဒီတတ္တတရားကိုရအောင်ယူပါတရားတရားမရှိဘူးဆိုလို့ချင်းဘာမှလုပ်လို့မရဘူးနော်တတ္တဆိုတာကံကံရဲ့အကျိုးကိုယုံကြည်တာလည်းပဲတတ္တသံပတာရဏလက္ခဏာစိတ်ထဲမှာကြီးနေတာတရားဝဲသွားမှစိတ်ထဲမှာကြီးနေဒီနေ့ကျတရားနာရမယ်ဆိုစိတ်ဝင်စားနော်စိတ်တွေကြီးနေတယ်ကုသိုလ်ကောင်းမှုလုပ်ရမှစိတ်ကြီးနေတယ်ဟာတရားနဲ့ဆိုဥပုသ်ရင်ဆောက်တည်ရမယ်ရိတ်တာဝင်ရမယ်တရားထိုးရမယ်စိတ်တွေကြီးနေတယ်တတ္တတရားဖြစ်လာလို့ရှိရင်လူရဲ့စိတ်ဟာကြီးနေစိတ်မကြည်လို့ရှိရင်လူဟာကုသိုလ်ကောင်းမှုမလုပ်နိုင်ဘူးကိုယ့်ကိုယ်စဉ်းစားကြည့်တစ်ခါတည်းအောင်စိတ်မကြည်မလင်ဖြစ်နေလို့ရှိရင်ကုသိုလ်မလုပ်နိုင်ဘူးနော်အဲ့တော့စိတ်မကြည်ဘူးဆိုတာဘာတွေကိုပြောမလဲကာမဂုဏ်အာယုန်တွေထဲမှာပြောခြင်းနဲ့ပါခြင်းနဲ့စိတ်တွေများနေလို့ရှိရင်စိတ်မကြည်ဘူးပြောခြင်းနေတာနော်ပြောတယ်ဆိုတာဘာလဲမျက်စိကအာယုန်အသစ်ဆန်းတွေကိုကြည့်ပြီးလှတာပါတာကြည့်ပြီးတော့ပြောတာနားတွေကလည်းစူးစူးညံညံသချင်းတန်လေးတွေနားထောင်ပြီးတော့ပြောတာနှာခေါင်းကမွေးကြိုင်းတဲ့အနံလေးတွေကိုနမ်းရှူပြီးတော့ပြောတာလျှာလည်းကောင်းလို့ရာရာမြက်မြက်ကလေးတွေစားတော့ပြီးတော့ပြောတာခန္ဓာကိုယ်ကလည်းအထီးတွေ့လေးတွေနဲ့ပြောတာကာကိုကာမခုနကာမခုနကာမတုခလို့ခေါ်တယ်နော်အဲဒီကာမချမ်းသာတွေပေါ်မှာစိတ်ဆန္ဒတွေပြင်းနေတာကိုကာမိဆန္ဒလို့ခေါ်တယ်အဲဒီကာမဂုဏ်တွေကိုလိုလားခြင်းနေတဲ့ပြောခြင်းပါခြင်းနဲ့စိတ်ဆန္ဒတွေများနေမယ်ဆိုလို့ရှိရင်ကာမိဆန္ဒဆိုတာနိဝရဏကုသိုလ်တရားတွေမဖြစ်အောင်ဆုတ်ပိတ်ပလိုက်ပြီကုသိုလ်တရားတွေမဝင်နိုင်တော့ block ဖြစ်သွားပြီဟုတ်ကဲ့ကုသိုလ်တရားတွေစိတ်ထဲမှာမပေါ်လာတော့ပြောခြင်းပါခြင်းနေတဲ့ပုဂ္ဂိုလ်တရားဥပုသ်ဆောင်ပါမလားဆောင်မို့ဟုတ်ကဲ့အပျော်ပါးတွေကိုမျက်ကွယ်ပြုမှဥပုသ်ဆောင်နေတာအေးဒီကနေ့ကျရေတပင်လျှောက်ကြည့်အောင်မယ်ဆိုတရားဝဲလာနိုင်ပါ့မလားအေးကာမိဆန္ဒလို့ဆိုတဲ့ပြောခြင်းပါခြင်းနဲ့ဆန္ဒတွေကိုချိုးနှိမ်ပြီးမှတရားဝဲလာလို့ရတာနော်အေးဒါကြောင့်မို့လို့ချိုးနှိမ်လိုက်နိုင်တာဟာတတ္တတရားရဲ့စွမ်းအားတစ်ခုပါဟုတ်ကဲ့နိဝရဏတရားတွေကိုဖယ်ရှားပြစ်နိုင်တာတတ္တတရားကဖယ်ရှားပြစ်နိုင်တယ်နောက်တစ်ခုနိဝရဏလူတွေကအလိုကြလို့ရှင်ပြုံးတယ်အလိုမကြဘူးဆိုလို့ရှင်မတည်မနာဖြစ်တယ်အဲ့ဒါကိုဗျာပါဒလို့ခေါ်တယ်နော်အာယုံပေါ်မှာမိမိကြိုက်နေတဲ့အခါမှာကာမိဆန္ဒမကြိုက်နေတဲ့လို့အလိုမကြဘူးမုန်းတယ်ဆိုလို့ရှင်ဗျာပါဒကြိုက်မကြိုက်နှစ်ခုထွက်မလာဘူးလားအေးမကြိုက်ဘူးဆိုတဲ့စိတ်အလိုမကြစိတ်တိုးနေတဲ့ပုဂ္ဂိုလ်တရားဟာလည်းတရားပွဲလည်းမလာနိုင်ဘူးကုသိုလ်ကောင်းမှုလည်းမလုပ်နိုင်ဘူးစိတ်အလိုမကြဖြစ်နေနော်ထို့တူပဲချိနာမိတ်တာကုသိုလ်ကောင်းမှုမှစိတ်အားတွေကျနေတယ်ကုသိုလ်ကောင်းမှုလုံးဝမှစိတ်မဝင်စားဘူးစိတ်မပါဘူးစိတ်တွေတွန့်ဆုတ်နေတယ်ချိနာမိတ်တာလို့ခေါ်တယ်နော်အိတ်ချင်မိုက်ပဲမှချိနာမိတ်တာမဟုတ်ဘူးကုသိုလ်စိတ်တွေကနောက်ဆုတ်နေတယ်ကုသိုလ်လုံးဝမှတွန့်ဆုတ်နေတဲ့ဆိုတာချိနာမိတ်တာဖြစ်တယ်ဥဒိစ္စကုက္ကုစာစိတ်တွေကလေးနေတယ်နောင်တပူပန်မှုတွေကလွှမ်းနေတယ်ဟောကုသိုလ်မလုံးနိုင်ဝိသိကိစ္စဒါတွေလုံးနေရောအကျိုးရှိရလားဟောသံဃာတွေဝင်နေတယ်ဝိသိကိစ္စအဲ့ဒါတွေကိုအလုံးနိဝရဏလို့ခေါ်တယ်ဘာကြောင့်နိဝရဏကုသိုလ်စိတ်တွေမဖြစ်အောင်စိုးပိတ်တတ်လို့နိဝရဏလို့ခေါ်တာနော်အဲ့ဒီတရားတွေကစိုးပိတ်ထားပြီဆိုလို့ချင်းဘယ်သူမှကုသိုလ်စိတ်မရနိုင်ဘူးဒါကြောင့်မို့လို့တတ္တတရားတွေပေါ်လာတဲ့အခါမှာအဲ့ဒီနိဝရဏတွေကိုဖယ်ရှားပြနိုင်တယ်စัจ जा မင်းရဲ့ဗရမ ्या ယတနာကြီးဟာဘလောက်နောက်တဲ့ရေထဲပဲဖြစ်ဖြစ်ထဲလိုက်တာနဲ့တပြိုင်နက်ရေထဲကအနောက်တွေဟာတခါတော့ထိုင်ပြီးတော့ခြိသွားတယ်တဲ့ဗရမ ्या ရဲ့ဆွမ်းအားနော်ရေနောက်မြူနီကိုခြိစေတတ်တဲ့စัจ जा မင်းရဲ့ဗရမ ्या ရဲ့အဲ့ဒီတတ္ထာတရားဟာလည်းပဲစัจ जा မင်းရဲ့ဗရမ ्या ယတနာနဲ့အလားတန်တူတယ်တဲ့စိတ်ထဲကအနောက်အကြည့်နိဝရဏတွေကိုဖယ်ရှားပြနိုင်တယ်နော်တတ္တသတ္တတရားတိဥပိသဝနာဖြစ်ပေါ်၍လာသည်ရှိသောနိဝရဏေနိဝရဏတရားတို့ကိုဝိခံပေတိခွာချ၏
ကိလေသေကိလေသာတို့တဏိတိတာပေတိနစ်စေစိတ်တံစိတ်တိဝိပဿနာအထူးကြည်လင်သည်ဟောတိဖြစ်အနာဝိလနောက်ကျမှုမရှိသည်ဟောတိဖြစ်တရားတရားလေးဖြစ်လာပြီဆိုရင်စိတ်တွေကြီးလာတယ်ပသန်နေသောစိတ်တွေနာကြည်လင်နေသောစိတ်ဖြင့်ကုလပုဒ္ဓောမျိုးကောင်းသားမျိုးကောင်းသမီးဟာဒါနံဒေတိအလှပေးတယ်စိတ်ကြီးလာပြီဆိုမှကုသိုလ်ဖြစ်တာနော်ဒီလသီလကိုသမာဓိယတိဆောက်တည်တဲ့ဥပောဒရကမ္မဥပုသ်ကျင့်သုံးခြင်းမှုကိုကရောတိပြု၏ဘာဝနာတရားကိုအာရဝတိအာထုတ်၏ဟောတတ္ထတရားလေးရဲ့တန်ဖိုးကဘလောက်ကောင်းလဲတတ္ထတရားမှမဖြစ်ရင်ဌာနကောင်းမှုလည်းမလုပ်ဘူးတဲ့သီလလည်းမဆောက်တည်နိုင်ဘူးဘာဝနာကမ္မဋ္ဌာန်းလည်းပွားများအထုတ်နိုင်မရှိဘူးဘယ်သူတွေနဲ့ဆုပ်ပိတ်ဒီဝရဏတွေနဲ့ဆုပ်ပိတ်နေတယ်ဟုတ်ကဲ့အဲ့ဒီနိဝရဏဆိုတဲ့အညစ်အနှောက်တွေကိုရှင်းချလိုက်နိုင်တာတော့တတ္ထတရားပဲဒါကြောင့်မို့လို့နတ်တွေကအရေးတကြီးမှားတာလူပြေကိုသွားလိုက်ပါတဲ့လူပြေသွားပြီးတဲ့အခါမှာမြတ်စွာဘုရားသာသနာတော်ပေါ်မှာယုံကြည်ခြင်းလို့ဆိုတဲ့တတ္ထတရားကိုရအောင်ယူလိုက်ပါဒါအကောင်းဆုံးလက်လာပါပဲဖြစ်ဖြစ်ဘာမှယူစရာမလိုဘူးရွှေတွေငွေတွေရတာမလိုဘူးဟုတ်ကဲ့ဘာကလို့တတ္ထတရားလို့တတ္ထတရားရှိရင်အလုံးရှိဒါကြောင့်မို့လို့တတ္ထတရားကိုဘာနဲ့အလားတန်တူတော့ဆိုလက်နဲ့ပြင်စားပြီးတော့ဆိုတာတတ္ထဟာလက်နဲ့တူတယ်ကဲလက်မပါတဲ့သူကိုယ့်ကိုလက်ကလေးကိုပိုက်ပြီးတော့ထားကြည့်လက်ကိုလုံးဝလက်ပိုက်ထားတာမဖြုတ်ဘူးသို့မဟုတ်ငါလက်နှစ်ခုဖယ်ထားလိုက်မယ်လက်မပါဘူးဆိုပါတော့ကိုယ်ရှိမှလည်းပဲယရဏဒုံကြီးတွေ့နေတယ်ဘာနဲ့ကောက်လက်မပါရင်ဘာမှကောက်လို့မရတော့ဘူးဟုတ်တယ်မဟုတ်လားမျက်စိနဲ့လည်းကောက်လို့ရတာမဟုတ်ခြေထောက်နဲ့လည်းကောက်လို့ရမှာဖတ်လို့တော့ရမှာပေါ့ကောက်ယူလို့တော့မရဘူးဟုတ်ကဲ့ဒါလက်မပါရင်ဘာနဲ့မှယူလို့မရဘူးဟောတတ္တတရားမရှိလို့ရှင်လည်းပဲဒါနကုသိုလ်လည်းလုပ်လို့မရဘူးသီလကုသိုလ်လည်းလုပ်လို့မရဘူးဘာဝနာကုသိုလ်လုပ်လို့ဒါကြောင့်မလို့တတ္တဟာလက်နဲ့လားတရံတူတယ်တဲ့နော်နောက်တစ်ခုတတ္တဟာဘာနဲ့အလားတရံတူတော့ဆိုမျိုးစိတ်နဲ့အလားတရံတူတယ်မျိုးစိတ်တိုင်အောင်မြတ်စွာဘုရားကသတိကဘာရတော်သာတော့မှာတတ္ထာဘိဇံတတ္ထာဆိုတာမျိုးစိတ်ပဲတဲ့မျိုးစိတ်ဟာကိစ္စနှစ်ခုကိုဆောင်ရွက်တယ်တဲ့ဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေမျိုးစိတ်လူတိုင်းသိတယ်ကဲတရက်စီကလေးဆိုပါတော့အဲ့ဒီတရက်စီကလေးကအလုတ်ဘယ်နှခုလုတ်တယ်လဲလို့မေးလို့ရှင်ဖြေတတ်ပါမလားဘုန်းကြီးတို့စာပေထဲမှာတရက်အစီကလေးကအလုံးနှစ်ခုလုတ်တယ်တဲ့အဲ့ဒီအလုံးနှစ်ခုကဘာလဲလို့ဆိုရင်တရက်စီလေးကိုမြေပေါ်မှာချပြီးတော့စိုက်လိုက်လို့ရှင်အောက်မှာအမြစ်ကလေးထွက်မလာဘူးလားဒါကသူ့ရဲ့အလုပ်တစ်ခုအမြစ်ကလေးထွက်ပြီးတော့အပေါ်မှာအညောက်ကလေးတက်မလာဘူးလားကဲအလုံးနှစ်ခုမရှိဘူးလားမျိုးစေ့တိုင်းဟာအောက်အမြစ်ကလေးဆင်းသက်တဲ့အလုပ်ရဲ့အပေါ်အညွန့်ကလေးတက်တဲ့အလုပ်ရဲ့အဲ့ဒီအလုံးနှစ်ခုကိုမျိုးစေ့ကလုပ်တာပါတဲ့ထို့တူပဲတတ္တတရားရှိလာပြီဆိုလို့ရှိရင်ကိုချင်းသီလဆောက်တည်တာဟာအခိုင်အမာဖြစ်တဲ့အတွက်ကြောင့်အမြင့်ဆန်းတာနဲ့တူပါတယ်တဲ့ခိုချင်းသီလဟာကုသိုလ်ကောင်းမှုတွေရဲ့အမြင့်နဲ့အလားတန်တူလို့တတ္ထာရှိလာရင်သီလအားဖြင့်အမြင့်ဆန်းလာတယ်သမထဝိပဿနာအကျင့်အားဖြင့်အညွန့်တက်ပါတယ်ဩတတ္ထာဟာလည်းဒါကြောင့်မို့လို့မျိုးစေ့နဲ့တူတယ်လို့ပြောအဲ့ဒီတတ္ထာဆိုတဲ့လလဘကိုရအောင်ယူလိုက်ပါလို့နတ်တွေကအမှားစကားပြောတာနော်အဲ့ဒီလိုတတ္ထာဆိုတဲ့မျိုးစေ့လေးကိုရအောင်လလဘလေးကိုရအောင်ယူတဲ့ကောင်းဆုံးလလဘဆိုတာတခြားမဟုတ်ဘူးတတ္ထာတရားပါဘာကြောင့်လို့ဆိုရင်တတ္ထာတရားရှိမှသာလျှင်ကုသိုလ်ကောင်းမှုမှန်သမျှလုပ်နိုင်တယ်ကုသိုလ်ကောင်းမှုလုံးမှကောင်းကျိုးချမ်းသာဆိုတာရနိုင်တယ်ယသတ္တာကျင့်သတ္တာသည်တထာဂတိမြတ်စွာဘုရား၌နိဝိထာသဝင်းတည်နေပြီးတကာလမူလဇာတာပလိတိတာအမြင့်တဲ့ဖွယ်တည်ပြီးတော့ဓာလာခိုင်ခိုင်မြဲမြဲအတံဟာရိယသမဏေနဝဗျမဏေနဝဒေဝေနဝမာရေနဝဗျမုနဝကေနစီဝလောကသမေဒေဝေနဝနတိ၎င်းမာရေနဝမနတိ၎င်းဗျမေနဝဗျမုနဝဗျမာတိ၎င်းလောကသမိန်လောက၌ကေနာစီမြည်စုတယောက်ကမှအတံဟာရိယဖယ်ရှားပြီးတော့မပြစ်နိုင်လောက်အောင်တန်လာခိုင်မြဲတဲ့သရတရားရှိရမယ်
တရားတရားဆိုတာလေအလွန်ခိုင်မြဲခဲတယ်နော်ခိုင်မြဲတဲ့တရားတရားရှိပါတဲ့တရားတရားဆိုတာရှင်မောက္ခလန်ကတောင်မှအာမမခံဘူးတကူရှင်ကတောင်အာမမခံနိုင်ဘူးတရားတရားကိုဟုတ်ကဲ့ကြားဖို့ကြတယ်မော်လားရှင်တိဝလိရဲ့မေတော်ဟာသုပ္ပဝါဒရှင်တိဝလိကိုခက်ခက်ခဲခဲနဲ့ဖွာခဲ့ရအင်မတန်မှပင်ပန်းဆင်းရဲစွာရှင်တိဝလိလေးဖွာခဲ့ရလတ်လဘာမှာအထင်ရှားဆုံးတည်သေးရတဲ့ရှင်တိဝလိမထေရနော်သူ့မေတော်ကသူ့ကိုမွေးဖွားရတာအလုံးကိုခက်ခက်ခဲချင်းဖွားအဲ့ဒါကြောင့်မို့လို့ရှင်တိဝလိလေးအလောင်းလေးမွေးဖွားလာပြီးတဲ့အခါမှာ9ရက်တိတိဖျားမှုရှိတဲ့တန်ဃာတွေကိုဆုံးပင့်နေတယ်သူကပင့်ရင်တော့တကားတူကလည်းကြိုပြီးတော့ပင့်ထားတာရှိတယ်အဲ့ဒီတကားကဘု து တကားတော့ဆိုရှင်မောက္ခလန်ရဲ့တကားဖြစ်မြတ်စွာဘုရားကရှင်တိဝလိကိုဦးစားပေးတဲ့အနေနဲ့ကဲမောက္ခလန်ပင့်ရဲ့တကားသွားပြီးတော့ရက်9ရက်လောက်ရွှေ့ပေးပါလို့သွားပြောဆိုတော့ရှင်မောက္ခလန်မထေရအိမ်ကြွသွားပြီးတဲ့အခါကျသူတကားအကျိုးအကြောင်းပြောတာပေါ့ရှင်တိဝလိမေတော်ဟာမသေးုံတမဲပဲခက်ခက်ခဲခဲဒီသားလေးကိုဖွားရဒါကြောင့်မလို့အလွန်ပင်ပန်းနေလို့သူတို့ကောင်းမှုလှုပ်ချင်လို့9ရက်လောက်တော့အခွင့်ပေးပါရက်လေးထည့်ပေးပါပေါ့ရက်လေးထည့်ပေးပါဆိုတော့ဟိုတကားကလည်းတော်နဲ့ပေးချင်တာမဟုတ်ဘူးနော်မပေးချင်တော့သူကဈေးကြိုင်တယ်ဘယ်လိုကြိုင်လဲဆိုရင်အရှင်ဘုရားတဲ့ဒီ9ရက်အတွင်းမှာတပည့်တော်ရဲ့အသက်ရဲ့တပည့်တော်ရဲ့ဥစ္စာရဲ့တပည့်တော်ရဲ့တရားတရားရဲ့ဒီ3ခုမပြတ်အောင်အရှင်ဘုရားဂရန်တီပေးနိုင်ပါမလားတဲ့ကဲအာမခံပေးရမယ်တဲ့ဟုတ်ကဲ့9ရက်အတွင်းတပည့်တော်မသေးပါဘူးဆိုရင်ရှင်ဘုရားအာမခံရမယ်တဲ့ပစ္စည်းဥစ္စာတွေမပြတ်ပါဘူးဆိုတာရှင်ဘုရားအာမခံရမယ်တဲ့တရားတရားမပြတ်ပါဘူးဆိုတာလည်းအာမခံရမယ်ဒီတရားတရားပြတ်လွယ်တဲ့ထဲမှာပါတယ်ဟုတ်ကဲ့အဲ့ဒါအာမခံရမယ်လို့ဆိုတော့ရှင်မောက္ခလန်ကစဉ်းစားလိုက်တယ်ရှိလိုက်တော့အေးမင်း9ရက်နဲ့တော့မသေးသေးဘူးသေးချာမင်းအသက်လည်းငါအာမခံတယ်ကွာဥစ္စာလည်းအာမခံတရားတရားတော့ငါအာမမခံနိုင်ဘူးတဲ့ဟုတ်ကဲ့တရားတရားကတော့မင်းမမင်းအာမခံမှာဖြစ်မယ်လို့ဆိုတော့အရှင်ဘုရားတဲ့အဲ့လိုဆိုရင်အရှင်ဘုရားတပည့်တော်အသက်နဲ့ဥစ္စာအာမခံရင်တပည့်တော်ခွင့်ပေးပါမယ်ဘုရား9ရက်နောက်ဆုတ်ပေးလိုက်အဲ့တော့တရားတရားပြတ်လွယ်တယ်ဆိုတာသိထားနော်ဒီတော့ကြောင့်မလို့အခုလိုတရားတရားရလာတဲ့အခါမှာထိုတရားတရားပေါ်မှာအခိုင်အမာတည်အောင်ကြိုးစားရမယ်အဲ့ဒါဟာနတ်တွေကမှားလိုက်တဲ့အမှားစကား3ခုပဲနော်